အားလုံးပဲမင်္ဂလာပါ channel ကနေကြိုဆိုပါရစေ။နာရူတိုဝါထဲမှာနေဂျာတယောက်ဖြစ်လာမယ်ဆိုရင်ကန်ဂျေဆုနဲ့နင်ဂျေဆုမသုံးတဲ့ရင်ထိုက်ဂျေဆုကိုတော့ကျွမ်းကျင်မှာဖြစ်ပါလိမ့်မယ်။ထိုက်ဂျေဆုထဲမှာမိုင်ခိုင်းရဲ့နာမည်ကြီးတဲ့အဲ့ဂိတ်အကြောင်းကိုဒီနေ့ဗီဒီယိုမှာရှင်းပြပေးချင်ပါတယ်။ဂိတ်တစ်ခုချင်းစီကိုပြောပြမှာဖြစ်ပေမဲ့အတန်တော့အဆင်မပြေတာရှိရင်နားလည်ပေးဖို့တောင်းဆိုချင်ပါတယ်။ဗီဒီယိုလေးကို VPN လေးဖွင့်ပြီးကြည့်ပေးခြင်းဖြင့် channel လေးကိုလည်းတစ်ဖက်လမ်းကနေထောက်ပံ့နိုင်ပါတယ်။ပထမဆုံးအဲ့ဂိတ်ကဘာလဲဆိုတာကိုအရင်ရှင်းပြပါမယ်။လူတယောက်ရဲ့ခန္ဓာကိုယ်မှာတစ်ကိုယ်လုံးကိုစီးဆင်းနေတဲ့ chakra point တွေရှိပါတယ်။ဒီchakra point တွေကနေနေစဉ်လူတယောက်ကလိုအပ်တဲ့ chakra တွေကိုရယူပြီးတော့လှုပ်ရှားကြပါတယ်။ chakra point တွေက chakra စီးဆင်းမှုများမသွားအောင်လည်းထိန်းပေးပါတယ်။ဒါပေမဲ့ဒီ chakra point တွေကို user ကအဖွင့်ပိတ်လုပ်လို့မရသလို chakra ကိုလည်းစိတ်ကြိုက်စီးဆင်းအောင်လုပ်လို့မရပါဘူး။ဒီလိုစိတ်ကြိုက်ထိန်းချုပ်လို့မရတဲ့ chakra point ၈ခုကိုမိုက်ခိုင်းကသူ့စိတ်ကြိုက်အဖွင့်ပိတ်လုပ်နိုင်အောင်နှစ်ပေါင်းများစွာထိုက်ကျစစ်ကိုပဲလေ့ကျင့်ခဲ့ပါတယ်။အဲ့တော့ gate တစ်ခုချင်းစီကိုရှင်းပြပါမယ်။ပထမဆုံး gate ကို gate of opening လို့ခေါ်ပါတယ်။ဒီ opening gate ကအုံနောက်ထဲမှာရှိနေပြီးတော့လူသားတယောက်ရဲ့ခန္ဓာကိုယ်ပေါ်လုံးနိုင်စွမ်းကိုသတ်မှတ်ပေးပါတယ်။တာမန်လူတွေကသူတို့ရဲ့ခန္ဓာကိုယ်ပျက်စီးထိခိုက်မှုမရှိအောင်ကြွက်သားတွေရဲ့လုံးနိုင်စွမ်းရဲ့အနှဲငယ်ကိုပဲအသုံးချလို့ရပါတယ်။အဲဒါကြောင့်ဒီ opening gate ကိုဖွင့်နိုင်သွားရင်အသုံးပြုတဲ့သူကခန္ဓာကိုယ်ရဲ့လုံးနိုင်စွမ်းကိုအပြည့်အဝအသုံးချနိုင်ပါတယ်။ opening gate ကိုဖွင့်လိုက်ရင်အသုံးပြုသူက speed ပိုမြန်သွားပြီးတော့တိုက်ခိုက်မှုအားလည်းပိုပြီးကြီးလာပါတယ်။ဒုတိယ gate ကို gate of healing လို့ခေါ်ပြီးတော့ healing gate ကလည်းအုံနောက်ထဲမှာရှိနေတာပါ။ဒီဂိတ်ကအသုံးပြုသူရဲ့စိတ်ကိုပိုပြီးတက်ကြွစေပြီးတော့ခန္ဓာကိုယ်တွင်သွေးစီးဆင်းမှုကိုပိုပြီးတိုးလာစေပါတယ်။အဲဒါကြောင့် healing gate ဖွင့်လိုက်ရင်အသုံးပြုသူကအသေးစားထိခိုက်မှုတွေကိုအမြန် healing ပြန်လုပ်နိုင်ပါတယ်။ healing gate ဖွင့်ထားပေမဲ့ထိခိုက်မှုကတော့ရှိနေဦးမှာဖြစ်ပါတယ်။တတိယ gate ကို gate of life လို့ခေါ်ပါတယ်။ life gate ကိုဖွင့်လိုက်ရင်အသုံးပြုတဲ့သူကအနီရောင်ပြောင်းသွားပါတယ်။ခန္ဓာကိုယ်ကလည်းအောက်ဆီဂျင်ကိုပို့အသုံးပြုပြီးတော့ခန္ဓာကိုယ်တခြားအငွေ့ပြန်နေတာကိုမြင်ရပါလိမ့်မယ်။ life gate ကိုဖွင့်လိုက်ရင်အသုံးပြုတဲ့သူကတာမန်လူတွေလက်ခံနိုင်တဲ့ပိုပြီးတန်မာလာပေမဲ့ဆိုးကျိုးအနေနဲ့ခန္ဓာကိုယ်အတွင်းပျက်စီးမှုတွေစတင်လာပြီးတော့အသုံးပြုသူရဲ့ခန္ဓာကိုယ်ကလက်မခံနိုင်ရင်အရိုးကျိုးတဲ့အထိဖြစ်နိုင်ပါတယ်။လေကူးမြောက် gate ကို gate of pain လို့ခေါ်ပါတယ်။ pain gate ကနာမည်အတိုင်းပဲဆောက်ဖွင့်လိုက်ပြီဆိုတာနဲ့ခန္ဓာကိုယ်တစ်ခုလုံးနာကျင်မှုတွေစတင်မှာဖြစ်ပါတယ်။ဒီ gate ကိုဖွင့်လိုက်တာကြာရင်မာဆယ်တွေကပြည့်ထွက်မှာဖြစ်ပြီးတော့အယိုးအပ်တာတွေဖြစ်လာမှာပါ။ဒါပေမဲ့ pain gate ကိုဖွင့်လိုက်ရင်အသုံးပြုတဲ့သူကဂျိုနီနေတဲ့ပိုပြီးတန်မာလာပြီးတော့ speed နဲ့ string ကလည်းပိုပြီးကောင်းလာမှာဖြစ်ပါတယ်။ငါးခုမြောက် gate က gate of limit လို့ခေါ်ပါတယ်။ limit gate ကိုဖွင့်လိုက်ရင်အသုံးပြုတဲ့သူကအယိုးကျိုးနေပြီးခန္ဓာကိုယ်တွင်းပျက်စီးနေရင်နောက်မှဆက်ပြီးတိုက်ခိုက်နိုင်အောင်လုပ်ပေးပါတယ်။ဒီ gate ကခန္ဓာကိုယ်ရဲ့သတ်မှတ်ထားတဲ့ limit ကိုကျော်ပြီးလုပ်ပေးတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်တွင်းပျက်စီးမှုကိုပိုပြီးတော့တိုးလာစေပါတယ်။6ခုမြောက်က gate of view ဖြစ်ပါတယ်။ view gate ကိုဖွင့်လိုက်ရင် user ရဲ့ reflex တွေကအတာမန်လူတွေထက်ပိုပြီးကောင်းပြီးတော့ super human level ကိုရောက်နေမှာပါ။အဲဒါကြောင့် view gate ကရန်သူတွေရဲ့လှုပ်ရှားမှုကိုအေးဆေးဖတ်နိုင်မှာဖြစ်ပါတယ်။ဒီ gate ကိုဖွင့်ထားရင် user ကထိလို့မရအောင်မြင်နေမှာဖြစ်ပြီးတော့အသုံးပြုတာကြားလေခန္ဓာကိုယ်တွင်းအင်္ဂါတွေပျက်စီးလာမှာဖြစ်ပါတယ်။ Naruto War ထဲမှာဂိုင်းက 6 gate ကိုဖွင့်ရင်းနဲ့ Morning Peacock အစွမ်းကိုအသုံးပြုခဲ့ပါတယ်။ခုနှစ်ခုမြောက် gate က Gate of Wonder လို့ခေါ်ပါတယ်။ Wonder Gate ဖွင့်လိုက်ရင်အသုံးပြုတဲ့သူရဲ့ခန္ဓာကိုယ်အတွင်းကသွေးတွေကအငွေ့ပြန်လာပြီးတော့ခန္ဓာကိုယ်နားမှာအနီးအငွေ့တွေကဆက်တိုက်ထွက်နေမှာဖြစ်ပါတယ်။ Naruto War ထဲမှာဂိုင်းက Wonder Gate ကိုဖွင့်ပြီးတော့ Hirodora ကိုအသုံးပြုခဲ့ပါတယ်။ Wonder Gate ကအသုံးပြုတဲ့သူရဲ့ခန္ဓာကိုယ်ကိုအတွင်းကနေအပြင်ထိပျက်စီးအောင်လုပ်ပါတယ်။နောက်ဆုံး gate ကို Gate of Death လို့ခေါ်ပါတယ်။နောက်ဆုံး gate ကအသုံးပြုတဲ့သူရဲ့လှုပ်ရှားနိုင်တဲ့အစွမ်းကိုနောက်ဆုံးထိမြင့်နေပေးပါတယ်။အသုံးပြုတဲ့သူရဲ့နှလုံးကလည်းအမြင့်ဆုံးညှိခုန်နေမှာဖြစ်သလိုဒီ gate ကိုအသုံးပြုပြီးတော့ခန္ဓာအတွင်းတည်သွားမှာလည်းဖြစ်ပါတယ်။7 gate မှာကလေးကခန္ဓာကိုယ်အတွင်းကသွေးတွေကအငွေ့ပြန်စေခဲ့ပြီးတော့8 gate မှာတော့လူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအငွေ့ပြန်သွားမှာဖြစ်ပါတယ်။ Naruto War ထဲမှာမိုင်ကိုင်းကနောက်ဆုံး gate ကိုဖွင့်ပြီးတော့နိုင်ကိုင်းအဖြစ်နဲ့နောက်ဆုံးကန်ချက်ကိုအသုံးပြုခဲ့ပါတယ်။ဒီကန်ချက်ကတိတ်သီးစာများတာကြောင့် space တစ်ခုလုံးကိုခွေးကောက်စေပြီးတော့ပြင်းအားကြီးတဲ့ကန်ချက်ကိုဖြစ်သွားစေပါတယ်။မိုင်ကိုင်းက 4 grade ninja war မှာ8 gate ကိုဖွင့်ပြီးတော့မာတာရာနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီ8 gate ကိုဖွင့်ရင်တေးမင်းဆိုတာသိပေမဲ့ဂိုင်းကသူချစ်ရတဲ့ရဲဘော်တွေကိုကောက်ွယ်ဖို့အတွက်သူ့အသက်ကိုစစ်လေးခဲ့တာဖြစ်ပါတယ်။ဒီ8 gate အကောင်လုံးကိုတိုက်မြဖို့အတွက်နှစ်ပေါင်း20ကျော်တည်ကျင်းရတာကြောင့်တာမန် ninja တွေတော်ရုံမတက်ကြတာဖြစ်ပါတယ်။ channel ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်။